တသိန်းတန်ပေမဲ့ဖနက်ဖြစ်နေလို့ခြေရောက်ရောက်ရတယ်တဲ့1000တန်ပေမဲ့အုတ်ထုတ်ဖြစ်နေလို့ခေါင်းပေါ်ရောက်ရတယ်တာတကတွေကိုကြည်ပြီးတော့တန်ဖိုးထက်အမျိုးအစားကအရေးကြီးကြောင်းနားလည်သွားတယ်တလ10သိန်းရတဲ့ကုမ္ပဏီဝန်ထမ်းထက်တလ3သိန်းကျော်ရတဲ့ကျောင်းဆရာမတယောက်ကိုလူတိုင်းကလေးစားရမြင်ရပြန်တော့လေကုန်ကြက်တွေဆိုတာကိုယ့်ရဲ့ရှင်တန်မှုနဲ့ပဲဆိုင်နေဆိုတာသဘောပေါက်သွားတယ်ဘလောက်ပဲဈေးကြီးဖက်နဲ့ခေါင်းပေါ်တင်ခံရလိမ့်မရှိတယ်လို့ဘလောက်ပဲဈေးပေါ်အုတ်ထုတ်ကခြေမှာစိုးလိမ့်မရှိဘူးတဲ့ဘဝဆိုတဲ့စာမျက်နှာကိုကိုယ်တိုင်ပုံဖော်ရေးဆွဲတဲ့အခါမှာတန်ဖိုးတွေကျွယ်ဝနေဖို့အတွက်တန်ရှင်းတဲ့ကိုကျင်တရားဝေးဆာရှိနေဖို့ပဲလိုတာပါတဲ့ကိုယ်တိုင်ပြန်မဖက်ရဲလောက်အောင်ကြောချရမယ်စာမျက်နှာတွေကိုပိုင်ဆိုင်ပြီးကမှပဲကျွယ်ဝမှုဆိုတာအလကားပဲတဲ့လူဆိုတာတဲ့လောကကဘာကြီးကိုလာရောက်နေထိုင်ကအချိန်ခဏလေးပါမိတ်ဆွေတဲ့ဒါကြောင့်စိတ်ထားလေးကောင်းအောင်နေပြီးပြုပြင်နိုင်ကြဘူးတိုက်တွန်းလို့ဆိုအပ်လိုက်ပါတယ်တသိန်းတန်ပေမဲ့ဖနက်ဖြစ်နေလို့ခြေရောက်ရောက်ရတယ်တဲ့1000တန်ပေမဲ့အုတ်ထုတ်ဖြစ်နေလို့ခေါင်းပေါ်ရောက်ရတယ်တာတကတွေကိုကြည်ပြီးတော့တန်ဖိုးထက်အမျိုးအစားကအရေးကြီးကြောင်းနားလည်သွားတယ်တလ10သိန်းရတဲ့ကုမ္ပဏီဝန်ထမ်းထက်တလ3သိန်းကျော်ရတဲ့ကျောင်းဆရာမတယောက်ကိုလူတိုင်းကလေးစားရမြင်ရပြန်တော့လေကုန်ကြက်တွေဆိုတာကိုယ့်ရဲ့ရှင်တန်မှုနဲ့ပဲဆိုင်နေဆိုတာသဘောပေါက်သွားတယ်ဘလောက်ပဲဈေးကြီးဖက်နဲ့ခေါင်းပေါ်တင်ခံရလိမ့်မရှိတယ်လို့ဘလောက်ပဲဈေးပေါ်အုတ်ထုတ်ကခြေမှာစိုးလိမ့်မရှိဘူးတဲ့ဘဝဆိုတဲ့စာမျက်နှာကိုကိုယ်တိုင်ပုံဖော်ရေးဆွဲတဲ့အခါမှာတန်ဖိုးတွေကျွယ်ဝနေဖို့အတွက်တန်ရှင်းတဲ့ကိုကျင်တရားဝေးဆာရှိနေဖို့ပဲလိုတာပါတဲ့ကိုယ်တိုင်ပြန်မဖက်ရဲလောက်အောင်ကြောချရမယ်စာမျက်နှာတွေကိုပိုင်ဆိုင်ပြီးကမှပဲကျွယ်ဝမှုဆိုတာအလကားပဲတဲ့လူဆိုတာတဲ့လောကကဘာကြီးကိုလာရောက်နေထိုင်ကအချိန်ခဏလေးပါမိတ်ဆွေတဲ့ဒါကြောင့်စိတ်ထားလေးကောင်းအောင်နေပြီးပြုပြင်နိုင်ကြဘူးတိုက်တွန်းလို့ဆိုအပ်လိုက်ပါတယ်